အားလုံးပဲမင်္ဂလာပါ။ဗာမီကိုကင်းရနေကြိုဆိုပါရစေ။အိမ်မှာလွယ်တကူလိုက်ချက်လို့ရမယ်ဟင်းချက်နီလန်းလေးတွေကိုမျှပေးသွားမှာပဲဖြစ်ပါတယ်။အခုကျွန်တော်ရှက်ပြပေးသွားမှာကတော့ပစုံစီပြန်ဟင်းလေးပဲဖြစ်ပါတယ်။ဒီပစုံစီပြန်ဟင်းလေးကိုဘယ်လိုရှာရလဲ။ဘာလိုရလဲဆိုတာကိုကျွန်တော်ဗီဒီယိုထဲမှာအသေးစိတ်ရှက်ပြပေးသွားမှာပဲဖြစ်ပါတယ်။ပစုံချက်နီအမျိုးမျိုးရှိပေမဲ့ဒီဟင်းလေးကတော့အရသာရှိပြီးငယ်ရီဆက်ဆက်လေးနဲ့ထမင်းစားမိတ်မဲ့ဟင်းလေးပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေထဲမှာပစုံစီပြန်ဟင်းလေးစားခြင်းပေမဲ့မရှက်တဲ့လူတွေရှိရဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးဖို့ဖိတ်ခေါ်ပါရစေဗျာပစုံစီပြန်ရင်တစ်ခွက်ရဖို့အတွက်ဘာလိုအပ်လဲဆိုရင်တော့ပစုံငရုတ်တီးစေကြက်တုံဖြူနီခန်းကြီးတီးလိုပဲဖြစ်ပါတယ်ဒါတွေပြီးသွားပြီဆိုရင်တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဘာဆက်လုပ်မယ်ဆိုရင်တော့စီပူအောင်စောင့်မယ်စီပူဆိုရင်တော့ဇဝါထောင်းထားတဲ့ကြက်တုံဖြူနီကိုထည့်ပေးရပါမယ်ပြီးသွားရင်တော့စတင်မုတ်နဲ့ရောင်တင်မုတ်နဲ့ထည့်ပါမယ်ထည့်သွားရင်တော့ကျွန်တော်တို့ကြက်တုံနဲ့ကြက်သွားအောင်လို့ကျွန်တော်တို့မှုပေးရပါမယ်ကြက်သွားပြီဆိုရင်တော့ကျွန်တော်တို့ခန်းကြီးတွေထည့်ပါမယ်ဒီပိုင်းငုတ်ဒီစိမ်းလည်းထည့်ပါမယ်ပြီးတော့ကျွန်တော်တို့တွေခန်းကြီးတွေကြီးမအောင်လို့ကျွန်တော်တို့တွေအမြဲမှုပေးရပါမယ်ခန်းကြီးတွေကြီးမသွားပြီဆိုရင်တော့ကျွန်တော်တို့တွေပစုံထည့်ပေးရပါမယ်တဲ့ဝါတော့ကျွန်တော်တို့တွေသေချာလေးလောရမမှုပေးလိုက်ပါမယ်မွေးဝိုင်းဆိုရင်တော့ကျွန်တော်တို့တွေရေထည့်ပေးလိုက်ပါမယ်ရေထည့်ဝိုင်းတော့ငပြိုင်နည်းနည်းထည့်ပါမယ်ဒီဝိုင်းတော့ရတာမုတ်တွေကိုအနည်းငယ်စီထည့်ပေးရပါမယ်တပေးဝိုင်းဆိုရင်တော့ကျွန်တော်တို့တွေပစုံတွေကြက်အောင်လို့ကျွန်တော်တို့အပုံအုပ်ပေးထားလိုက်ပါမယ်ခဏကြာပြန်ဖွင့်ပြီးသွားရင်တော့ကျွန်တော်တို့တွေရတာမြည်မယ်မြည်သွားရင်တော့လိုအပ်တာလေးထည့်ပေးမယ်ပြီးသွားရင်တော့ကျွန်တော်တို့တွေငရုတ်တီအကြက်မုတ်ကိုကျွန်တော်တို့ထည့်ပေးရပါမယ်ကိုစားနိုင်တဲ့လောက်ထည့်ပေးရပါမယ်đây ngoài nó rồi mà mùi đây bà mẹ kể ra rồi nó khu rồi nó nếu đi sơ lên nè xá được có mẹ bây giờ xí biển lên dài về phía bà đấy ô rồi nhiều lời cũ rồi trên nè bây giờ xí biển lên ô cho nên là mày đồ lên thêm mà đấy mày sẽ thấy được gì rồi nè sẽ thấy video thêm mà đấy cho nó video liều sau đó chỉ vì đấy đi ao chiều nay lên chế du thêm mà đấy nó lênတေးတေးအောင်မှပြတဲ့အတွက်စိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်။ကြည့်ရဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်အောင်ဗျာ။အားလုံးပဲ bye bye